ကမ္ဘာစစ်သမိုင်းမှာအင်မတန်ထင်ရှားသလိုမြန်မာစစ်သမိုင်းမှာလည်းမပါမဖြစ်တဲ့ဂေါ်ရခါစစ်တီတော်တွေရဲ့အကြောင်းကိုတင်ဆက်ပေးပါရစေ။ယနေ့ဂေါ်ရခါစစ်တီတွေရဲ့မျိုးရင်းနိုင်ငံဟာနီပေါနိုင်ငံဖြစ်ပါတယ်။အိန္ဒိယနိုင်ငံအတွင်းမှာလည်းနေထိုင်ကြပါတယ်။ဂေါ်ရခါဆိုတဲ့အမည်က800စုနှစ်မှာထင်ရှားခဲ့တဲ့နီပေါသူရဲကောင်းကုရုဂေါ်ရခါနတ်ကိုအစွဲပြုပြီးဂေါ်ရခါလို့ခေါ်တွင်ခဲ့ကြပါတယ်။အများအားဖြင့်ဗုဒ္ဓဘာသာနဲ့ဟိန္ဒီစစ်နတ်ဘုရားဖြစ်တဲ့ဒုက္ခနတ်သမီးကိုကိုးကွယ်ကြပါတယ်။မွေးရပါစစ်စိတ်စစ်သွေးထက်သန်ကြသူများဖြစ်ပြီးအရွယ်ရောက်တာနဲ့စစ်သားလုပ်ကြသဖြင့်လေလုံးမဲ့ယောက်ျားများနီပေါနိုင်ငံမှာမရှိသည့်အထိဖြစ်ခဲ့ဘူးပါတယ်။ဂေါ်ရခါတွေရဲ့အမှတ်အသားကတော့ကိုကရီဓားကောက်ဖြစ်ပါတယ်။ဂေါ်ရခါစစ်သည်များဟာရန်သူနဲ့အနီးကပ်ရင်ဆိုင်၍ဓားချင်းခုတ်ကြသောအခါဓားကောက်ကိုကင်ဆောင်၍တိုက်ခိုက်ရာ၌ကဘာကျော်ခဲ့ပါတယ်။နောက်ထပ်ထူခြားတဲ့ဝိသေသကတော့အကြောက်အရွံ့ကင်းမဲ့ခြင်းဖြစ်ပါတယ်။ယခင်အိန္ဒိယစစ်ဦးစီးချုပ်ဟောင်းစစ်သူကြီးဆမနှရှောကဘလို့ပြောဘူးတလဲဆိုရင်တယောက်ယောက်ငါ့ကိုသေမှာမကြောက်ဘူးလို့လာပြောရင်ဒီလူဟာငါ့ကိုလိန်နေတာဖြစ်ရင်ဖြစ်မဟုတ်လို့ကတော့ဒီလူဟာဂေါ်ရခါလူမျိုးဖြစ်ရမယ်ဆိုပြီးမှတ်ချက်ချဘူးပါတယ်။800စုကစပြီးနီပေါအင်ပါယာဖြစ်ရပ်တည်ခဲ့ရမှာ1814 1816အင်္ဂလိုနီပေါစစ်ပွဲဖြစ်ပွားပြီးအရှေ့အိန္ဒိယကုမ္ပဏီတပ်တွေကနီပေါနိုင်ငံကိုအိန္ဒိယအင်ပါယာအတွင်းသွတ်သွင်းခဲ့ပါတယ်။ဒီချိန်ကစပြီးဂေါ်ရခါစစ်တီတော်အမြောက်အများဟာသူတို့ရဲ့ထူးခြားတဲ့စစ်သားပြီးသားမှုဥဒေသားကြောင့်အင်္ဂလိပ်တို့လက်အောက်ခံအိန္ဒိယခရော့အတွင်းမှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ခဲ့ပြီးပထမကမ္ဘာစစ်ဒုတိယကမ္ဘာစစ်တွေမှာကမ္ဘာဒေသအများအပြားမှာပျောက်မြောက်စွာတာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ဂေါ်ရခါတပ်ရင်ပေါင်း40အထိဗြိတိရှတပ်မတော်အတွင်းမှာထားရှိခဲ့ပြီးတော်ဝင်ဘရင်တပ်တော်ရဲ့ကြော်ရိုးဖြစ်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းမြန်မာပြည်စစ်မြေပြင်နဲ့ဝင်းကိတ်ရဲ့ခီးရှည်ထိုးဖောက်ချီတက်မှုအတွင်းမှာဂေါ်ရခါစစ်သည်တွေရွချွတ်တိုက်ပွဲဝင်ခဲ့ပါတယ်။အင်္ဂလိပ်တပ်မတော်အတွင်းသာမကပြင်သစ်တို့ရဲ့တပ်ဖွဲ့အတွင်းမှာလည်းထင်ရှားခဲ့ပါတယ်။မြန်မာတပ်မတော်အတွင်းမှာလည်းဂေါ်ရခါတပ်ရင်ရှိခဲ့ပြီးအဲ့ဒီတပ်ရင်ကတော့မန္တလေးတိုင်းပသိမ်ကြီးမှာရှိတဲ့အမှတ်၄ခြေလျင်တပ်ရင်ဖြစ်ပါတယ်။ဒီတပ်ရင်ဟာတပ်မှုကစလို့စစ်သည်အားလုံးဂေါ်ရခါအမျိုးသားတွေသာပါဝင်ခဲ့ပြီးမြန်မာရာရှိအချို့သာပါဝင်ခဲ့ပါတယ်။1948ခုနှစ်အင်းစိန်တိုက်ပွဲအောင်သာစီတိုက်ပွဲတရုတ်ဖြူရန်ကြီးအောင်စစ်စင်ရေး1982စစ်စီဝမ်တာပန်တိုက်ပွဲ2002ပန်မိုင်စွန်တိုက်ပွဲတွေမှာခလာရ4ခေါ်ဂေါ်ရခါ4ဟာတက်မတော်အပေါ်တစ္ဆာရှိရွချွတ်တိုက်ပွဲဝင်ခဲ့ပါတယ်။ထင်ရှားတဲ့တာရကကတော့နိုင်ငံတော်ရဲ့အမြင့်ဆုံးစွမ်းရည်တတိဘွဲဖြစ်တဲ့အောင်ဆန်းသူရိယဘွဲရ6ဦးမှာဂေါ်ရခါအမျိုးသားတအူးပါဝင်ခဲ့ပါတယ်။နောက်ထပ်တီဟသူရဘွဲရတဲ့ဂေါ်ရခါစစ်တီတော်တွေကတော့တက်ကြက်ကြီးဂီဆန်မဟာဒူချက်တာကြီးဒုတက်ကြက်ဘီမဟာဒူလင်ပူနဲ့တက်ကြက်မန်းဘဟာဒူတာပါတို့ဖြစ်ပြီးသူရဘွဲသူရဲကောင်းမှတ်တမ်းဝင်ဂုံတူးဆောင်လက်မှတ်ရရှိခဲ့သူဂေါ်ရခါစစ်တီအများအပြားရှိခဲ့ပါတယ်။အဲဒီတော့မြန်မာတိုင်းရင်းသားမဟုတ်တော့ညာလဲတိုင်းရင်းသားနဲ့မခြားတိုင်းပြည်အပေါ်တစ္ဆာရှိခဲ့တဲ့ဂေါ်ရခါစစ်တီတော်တွေကိုမမေ့အပ်ပါကြောင်းယနေ့ဂုဏ်ပြုတင်ပြလိုက်ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ဘာမာဆန်းပြ TV Channel ကနေတင်ဆက်ပေးတာလေးတွေကိုကြားညစ်တတ်မယ်လို့မျှော်လင့်မိပါတယ်။ကျွန်တော်တို့ရဲ့ Facebook Page လေးနာမည်ကဘာမာဆန်းပြ TV Channel ဖြစ်ပါတယ်။ Like နဲ့ CFat လေးတွေလုပ်ပြီးအားပေးနိုင်ပါတယ်ခင်ဗျာ။ YouTube Channel ကိုလည်း Subscribe လုပ်ပေးသွားကြဖို့ပြောချင်ပါတယ်။ Facebook ထက်တရက်စောပြီး YouTube မှာတင်မှာဖြစ်လို့ YouTube Channel လေးကို Subscribe လုပ်ပေးဖို့ထပ်မံပြောကြားပါရစေ။အခုလို Like ပါစီမျိုးနားဆင်ခန်းစားပေးတာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။